ကြောင့်လေဘာမှနာမလဲမူသားစကားနဲ့ပြူသားသွားလို့လူအာကြီးမှအသေးတွေကိုဇွတ်ပုံချမိသမျှတွေလွတ်ယုံမိခဲ့သမျှတွေလုံချတဲ့ရွာသားမို့ပါရှုံမာတဲ့ခမပြောတဲ့စကားတွေရွာကိုလာလေအညာကိုလာလေခမလေးကလူလေကျုံနှလုံးသားလေးအဖြူရဲ့လူမမဲကလေးတယောက်လူအချစ်ရဲ့အကြောင်းလေးဘာမှနာမလဲမူသားစကားနဲ့ပြူသားသွားလို့လူအာကြီးမှအသေးတွေကိုစွပ်ပုံချမိသမျှတွေလွတ်ယုံမိခဲ့သမျှတွေလုံချတဲ့ရွာသားမို့ပါရှုံမာတဲ့ခမပြောတဲ့စကားတွေအညာတွေကဘူးပါရဲ့ပြောကြောက်ရင်ဝင်ပဲပဲချမ်းကပူပူလို့လိုက်တာဘာကြောင့်မလဲကျုံတဲ့ကိုခမခွဲခဲ့တာလူအချမ်းတလောက်အသေးကလူတယ်ကျုံတောင်းမဲ့တလောက်ကျုံသေးကဖြူတယ်ချစ်ရှာပြီးခမတို့ကိုချစ်ပါတယ်အပြစ်မရှိချစ်ရှာပြီးလဲကျုပ်တဲ့ကိုခမခွဲတယ်အညာသားကြီးကိုမှအညာပုံမြင်တွေပြောခဲ့သူ